ဘသူကိုမှအားကိုးလို့ရမှာမဟုတ်ဘူးမြတ်စွာဘုရားဟောတဲ့အတိုင်းအတ္တဟိအတ္တနောနာထောမိမိဒီသားလေးမိမိရဲ့ကိုယ်ွယ်ရလို့ဆိုတာကိုလိုရမဲ့အလုပ်ကိုပဲလုပ်အောင်မိဘတို့ဆရာသမားတို့ဆိုတာသွန်သင်ပြတာဆန်းဒီလမ်းညွှန်မှုပြုတာများတာတတ်နိုင်တာဖြစ်တယ်ဒီတဲ့ပို့ပြီးတော့မတတ်နိုင်မြတ်စွာဘုရားဆိုတာလေကိုယ်ွယ်ကြတဲ့ဘာသာတရားဆိုတာလေသွန်သင်ပြတာဆုံးမဩဝါဒပေးခြင်းသာလုပ်နိုင်တာဖြစ်တယ်ပေါ့လူတိုင်းဟာဆုံးမဩဝါဒအတိုင်းကိုယ်တိုင်လိုက်နာကျင့်သုံးမှကောင်းကျိုးချမ်းသာဆိုတာရမှာဖြစ်တယ်အဲ့ဒီအတိလေးဟာအမတမတန်ဖိုးရှိတယ်တစ်ချောင်းလုံးလူတွေဟာအာကိုယုံကြည်မှုတွေနဲ့ကိုယ့်အကိုလုံးရမယ့်အနေအထားတွေကိုမေးလျော့ပြီးတော့ကိုယ်အသိဉာဏ်နဲ့ကိုယ့်ရဲ့ဆန္ဒကိုယ့်ရဲ့လုံလဝိရိယကိုယ့်ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုကိုယ့်ရဲ့အသိဉာဏ်အခြေခံပြီးတော့အလုံးလုံးလို့ရှိရင်ကိုယ့်ဘဝကိုကြီးပွားတိုးတက်အောင်လုပ်နိုင်တယ်ဆိုတဲ့အသိရရှိဖို့ဆိုတာအမတမအရေးကြီးတယ်မြတ်စွာဘုရားကအတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယမိမိဒီသားလည်းမိမိရဲ့ကိုယ်ဝေယတခြားလူဟာကိုယ်ဝေယဘယ်ဖြစ်နိုင်ပါမလဲဆိုတာကိုတဖွာဖွာဟောကြားပေးမယ်လို့အာကိုယုံကြည်စိတ်တွေနဲ့လူတွေဟာနေထိုင်နေကြတာဖြစ်ကြမကြမ်းမလို့ယောဂဝိရဏဖြစ်လို့ရှိရင်သမားတော်တွေကယောဂကုပေးတယ်ဆိုတာဘာယောဂဆိုတာပြောပြလိုက်မယ်ဒီယောဂကိုသေတောင်းရမယ်ဆိုတာပြောလိုက်မယ်မတည့်တဲ့အစာတည့်တဲ့အစာလမ်းညွှန်မှုပေးရကြံတဲ့အလုပ်တွေလူမမာကိုယ်တိုင်လုပ်ရမယ်ဟာဒီကြည့်ပဲကောတောင်းရမယ်စေတောက်ဖို့ရှောင်ရမယ်ဆောင်အစာကိုရှောင်ဖို့စားရမယ်အစာကိုစားဖို့အနေထိုင်ရာသီဥတုကစဆင်းရဲနေတတ်မှကိုကျမရေးဆိုရတာဖြစ်သို့တော်လူတွေကထင်ကြတယ်ဆရာဝန်ကယောဂပြောက်အောင်ကုတယ်ဆေးသမားကရောက်အောင်ပြုကုတယ်လို့ပြောကြတကယ်ကတော့ဆေးဆရာဆိုတာဆေးပဲညွှန်တာပဲလေကိုယ်တိုင်တောက်မှပြောက်အဲ့ဒီတိုင်းပဲဘုရားကိုကိုးကွယ်ကြတယ်တရားကိုကိုးကွယ်တယ်သံဃာကိုကိုးကွယ်တယ်ယရဏသုံးပါးကိုကိုးကွယ်တယ်ဆိုတဲ့နေရာမှာဘာရည်ရွယ်ချက်နဲ့ကိုးကွယ်တာလဲဘုရားကကိုယ်တန်တရားဝကတော့အောင်ကဲတင်တယ်လို့ယူဆပြီးကိုးကွယ်တာလားကိုယ်ဘဝချမ်းသာဒုက္ခရအောင်တကိုးတော်နဲ့မားတယ်လို့ယူဆလို့ကိုးကွယ်တာလားအဲ့ဒီအတွေးတွေနဲ့ကိုးကွယ်လို့ရှိရင်မမှန်ကန်ဘူးဘုရားလာပါကုလခြင်းဝေးဆိုတဲ့လက်လက်ပါလူချင်းလို့ကိုးကွယ်ရင်ကိုးကွယ်ရတော့မရောက်ဘူးဆိုလိုရင်းကဘုရားဘာကြောင့်ကိုးကွယ်တော့ဆိုလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုမမှန်ကန်ကန်လမ်းညွှန်ပြတာဆိုဆုံးမတတ်အဲ့ဒီအဆုံးမတွေရဖို့ကိုးကွယ်တာလို့ဒီလိုနားလဲရမှာဖြစ်တယ်နော်ဘုရားကိုးကွယ်တာဟာဘုရားရဲ့အဆုံးအမလိုက်နာဖို့ဘုရားကိုကိုးကွယ်ကိုးကွယ်ခြင်းအဖြစ်ဘုရားစီကအဆုံးအမတရားတော်တွေရလိမ့်မယ်အဲ့ဒီအဆုံးအမတိုင်းကိုယ်ကိုယ်တိုင်နေထိုင်ရမယ်ဆိုတာဆရာဝန်စီသွားတယ်မားတော်စီသွားတယ်ဘာလို့သွားတာလို့ဘာယောဂဆိုတာသိချင်တယ်ဒီယောဂဘာနဲ့ပြောင်းအောင်ကုနိုင်တယ်ဆိုတာသိချင်တယ်ဒီအတွက်သွားတာသူကလည်းဆေးပဲပေးမှာပဲအုံဖမှန်းပြီးတော့ယောဂပြောင်းအောင်လုပ်နိုင်တာမဟုတ်ဘူးဆေးကပဲယောဂကိုကုတာဖြစ်တယ်ထို့တူပဲမြတ်စွာဘုရားကတန်တရားဝကလွတ်အောင်လုပ်မပေးနိုင်ဘုရားကဘာပေးမှာတော့ဆိုတရားပဲပေးနော်ဒါကြောင့်တရားစီကတရားရအဲ့ဒီရလာတဲ့တရားဟာဘာနဲ့တူတော့ဆိုစေဝဒသနဲ့သာသရတူအဲ့ဒီတရားကိုကိုယ်တိုင်ကျင့်ရမှာဖြစ်တယ်
အခုလိုတရားပွဲလုပ်တယ်ဆိုတာဘုရားဘာတွေဟောသွားတယ်ဘာတွေဆုံးမတယ်ဆိုတာသိရှိဖို့အတွက်နာယူမှတ်သားပြီးယင်းနဲ့နှလုံးထဲမှာဆောင်းထားလို့အသိဉာဏ်နဲ့စဉ်းကျင်စဉ်းစားကကိုယ်ကိုယ်တိုင်လိုက်နာကျင့်သုံးမှဓမ္မရတ္တဆိုတာပေါ်လွင်လာမှာဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘူးနာပြီးမေးပြောက်ကျင့်ကြံကြိုးကိုအထောက်မှုဆိုတဲ့အဆင့်ကိုမရောက်ဘူးဆိုလို့ရှိရင်ကြားနာရင်ကြားနာတဲ့အခိုက်ကလေးလောက်ပဲဒီလိုပါလားဆိုတဲ့အသည့်လေးလောက်ပဲသိပြီးတော့ထုံးစံအတိုင်းဆက်ပြီးတော့နေမယ်ဆိုရင်ဘာအကျိုးမှထူမှာမထူနိုင်ဘူးနော်တရားတိုင်းလိုက်တာကျင့်သုံးနိုင်မှအကျိုးဆိုတာရမှာဖြစ်တယ်ဆေးတောက်မှဆေးရဲ့အကျိုးခံစားရအဲ့ဒါလိုပဲမြတ်စွာဘုရားကတရားကိုညွှန်လိုက်တယ်ညွှန်လိုက်တဲ့တရားကိုကိုယ်တိုင်လိုက်တာကျင့်သုံးတရားဆိုတဲ့နေရာမှာရှောင်ရမှနဲ့ဆောင်ရမှလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာနှစ်ခုခွဲပြီးတော့ဟောမှာဒါကရှင်းရှင်းလေးပဲလူကြီးလှုပ်တဲ့ပုဂ္ဂိုလ်တွေဆရာမိဘလှုပ်တဲ့ပုဂ္ဂိုလ်တွေကဆရာတွေကကိုယ်တပည့်တွေမိဘတွေကသားသမီးတွေကိုဆွဆုံးမတဲ့အခါမှာဒါမလုံးနဲ့ဒါလှုပ်ဒါပဲပြောတာပဲမဟုတ်လားအနှစ်ချုပ်လိုက်လို့ရှိရင်မင်းတရားမလုံးနဲ့ဒါလှုပ်ဒီစကားမပြောနဲ့ဟိုစကားပြောမလှုပ်တဲ့နာနဲ့လှုပ်တဲ့နာဒီတစ်ခုခွဲခြားဟောတာပဲဖြစ်တယ်အဲ့တော့တပည့်နဲ့သာသမီလှုပ်တဲ့ပုဂ္ဂိုလ်ကမလှုပ်တဲ့နာကိုရှောင်မှလှုပ်တဲ့နာလှုပ်မှကောင်းကျိုးချမ်းသာရမှာဖြစ်တယ်အဲ့ဒီသဘောတိုင်းပဲရသော်ဘုရားကနိဗ္ဗာန်ရောက်ကြောင်းတရားဟောတယ်တန်တရားထဲမှာချမ်းသာဒုက္ခရကြောင်းတရားဟောတယ်တရားကိုပဲမြတ်စွာဘုရားကပေးလိုက်တာပေးလိုက်တဲ့တရားကိုကိုကပေးလိုက်တဲ့ဆေးကိုဖြာအောက်ကောင်းအောက်ထားပြီးဆေးမတော့ဘူးဆိုယောဂမပြောက်တဲ့လူနာလိုပဲတရားဓမ္မကိုမကျင့်ဘူးမလုံးမသွင်းဘူးဆိုတဲ့အခါဘာမှထူးခြားတဲ့အသည့်တွေရလာမှာမဟုတ်ဘူးတဘဝကုန်းသွားအောင်မှာပဲဒီတိုက်ပဲနော်ကုန်းသွားရင်ဒီဘဝလေးမှာသိတဲ့အသည့်လေးကပျောက်သွားအောင်မှာပဲနောက်ဘဝဆိုတာပါဖို့မရှိဘာလို့တော့ဆိုရင်လူဆိုတာပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုကိုခံရတယ်ကိုယ်ပတ်ဝန်းကျင်ကဖရာတရားတန်ခါထွန်းကားတဲ့ပတ်ဝန်းကျင်ကြားနာခွင့်ရတဲ့ပတ်ဝန်းကျင်ဆိုလို့ရှိရင်ဖရာတရားတန်ခါကြားနာခွင့်ရမှာအဲ့ဒါလို့ဖရာတရားတန်ခါရဏသုံးပါးနဲ့ဝေးတဲ့ပတ်ဝန်းကျင်ဆိုလို့ရှိရင်ကိုယ်လည်းအဲ့ဒီအတိုင်းဝိုင်းနဲ့ရောက်သွားမှာပဲမထူးဆန်းဘူးအဲ့ဒါကို24ပစ္စည်းထဲမှာဥပတိတ်ယပစ္စယောလို့ခေါ်တယ်ဘယ်သူမှပတ်ဝန်းကျင်ကိုတော်လှန်ပြီးတော့တူတယောက်တည်းထွက်ပေါက်နိုင်တယ်ဆိုတာအတော်ကိုပါရမီရင့်တန်ပြီးအသိဉာဏ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေလောက်ပဲဖြစ်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကဒီပတ်ဝန်းကျင်အောက်မှာပဲမျောသွားကြတာပဲဖြစ်တယ်ဒါကြောင့်မို့အခုလိုအသိရှိတဲ့ဘဝမှာခိုင်မာအောင်လိုက်နာကျင့်သုံးဖို့လိုတယ်ဘုရားကတရားပေးတယ်အဲ့ဒီတရားတွေကိုမပြောက်မပြတ်ရအောင်ကိုယ်တိုင်လည်းကျင့်ကြံကြိုးကိုအထောက်တယ်ပတ်ဝန်းကျင်ကိုလည်းပဲသိရှိနားလည်အောင်ဟောပြောပေးတယ်မြတ်စွာဘုရားဟောသမျှတရားတွေကိုဆောင်ထားပြီးတော့ဖြန့်ဖြူးဟောကြားနေတဲ့တန်ဃာတွေဆိုတဲ့ကိုယ်ဝေရတဲ့ဆိုတာတန်ဃာတွေစီကတရားကိုသိရလို့ကျေးဇူးတင်တဲ့အနေနဲ့ကိုယ်ဝေတာပေါ့ဒီနည်းအားဖြင့်ဆိုရင်ကုသိုလ်ကောင်းမှုပြုခြင်းတန်ဃာတွေရှိသည့်အတွက်ကြောင့်တန်ဃာတွေမှာကုသိုလ်ကောင်းမှုပြုလို့ရတယ်ပေါ့တန်ဃာမရှိတော့ဘူးဆိုရင်သရောင်းစားပဲလှူဖို့ရှိတယ်နော်လမ်းပေါ်ကလှူပဲလှူရမှာဖြစ်တယ်အင်ကုရဆိုတဲ့လူတယောက်ဟာမင်းသားလည်းမင်းသားစီးပွားဥစ္စာလုပ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူ့လက်ထက်မှာသာသနာထွန်းကားတဲ့အချိန်မဟုတ်သည့်အတွက်ကြောင့်သူရှာလို့ဖွေလို့ရတဲ့ပစ္စည်းတွေကိုစေရနာထက်ထက်တန်တန်နဲ့သူလှူတယ်ထမေချောင်းစီလောက်အောင်နေ့စဉ်နဲ့အများချက်ပြုတ်ကျွေးမွေးပြီးတော့လှူဒန်းတာနာရဝိတထေကြီးတို့လိုပေါ့
နာရဝိန္ဒတိဟာငယ်နာမည်ကသုတ္တတလို့ခေါ်တယ်သို့တော့သူ့ရဲ့စိတ်စေရနာကဘုရားဘာသာမဖြစ်ခင်ကတည်းကလှမှုတမ်းမှုတွေရရောအရာထဲမှာစားရမဲ့တောက်ရမဲ့ပုဂ္ဂိုလ်တွေကိုလှလို့သူ့ကိုသုတ္တတဆိုတဲ့ငယ်နာမည်ပြောက်ပြီးအနာထပိဏိကလို့ခေါ်လာတာဖြစ်တယ်နော်ကိုယ်ကိုရမဲ့တဲ့ပုဂ္ဂိုလ်ရဲ့ထမင်းရှင်အနေနဲ့သူ့ကိုအများကသမုတ်လာအဲဒါကြောင့်အနာထပိဏိကလားနာတပိန်လို့ဗမာတွေကတော့ခေါ်နေကြတယ်ပိန်ဆိုတာပိဏိကစကားလုံးကပိဏ္ဍစာအာဟာရကိုပေးတယ်ပိဏိကပိဏဆိုတာစာအာဟာရနောက်ကဣကပေးတယ်ဆိုအဓိပ္ပာယ်နဲ့ဒီလိုစကားလုံးတစ်ခုတီးထွင်ထားအဲ့တော့တန်ဃာတွေမရှိဘူးဆိုလို့ရှိရင်စားရမဲ့တောက်ရမဲ့ကိုရမဲတဲ့ပုဂ္ဂိုလ်တွေကိုကြွေးရအင်္ဂုရဆိုတာ12နှစ်ကြာအောင်အလှကြီးပေးလာခဲ့အလှကအကျိုးမပေးဘူးမဟုတ်ပေးတယ်အကျိုးပေးတယ်သို့တော့မြေညက်ပေါ်မှာစိုက်ရတဲ့တီးနှံတွေလိုပဲအသီးကျတာနဲတယ်မြေမကောင်းဘူးဆိုလို့ရှိရင်ဥမာပဲမြေဩဇာကောင်းတဲ့နေရာကိုတရက်ပင်တစ်ပင်စိုက်လိုက်လို့ရှိရင်တစ်ပင်လုံးကိုညွတ်နေအောင်တီးတယ်ဟောမြေကောင်းပြီရေကောင်းပြီဆိုရင်အသီးတွေအများကြီးတီးတယ်မြေမကောင်းဘူးဆိုရင်ဟိုနာတစ်လုံးစားနှလုံးစားပဲတီးတရက်ပင်ဟာအသီးဖတ်တယ်အဲ့ဒါလိုပဲအင်္ဂုရဆိုတဲ့မင်းသားဟာလူကြီးလှူလိုက်တာ12နှစ်ကြာသူစီလာစားတဲ့ပုဂ္ဂိုလ်တွေကကိုကျင့်သီလမရှိတဲ့လမ်းမောလူတွေဆိုဒီကုသကောင်းမှုကြောင့်သူနတ်ပြည်တော်ဖြစ်ပါရဲ့သို့သောသူ့ရဲ့နတ်ဘဝဟာအရှိန်အဝါမကြီးဘူးလူထဲမှာလည်းပဲအရက်ထဲမှာလေအရက်ထဲမှာတာမန်လူတယောက်ဘယ်သူမှလေးစားမှမဟုတ်ဘူးလူတယောက်အနေနဲ့ပဲဆက်ဆံကြတယ်လူချင်းတူပြီပဲတို့အရက်ထဲမှာမတူတချို့ပုဂ္ဂိုလ်ကြတော့အရက်ထဲမှာလေးစားကြတယ်လူဟောရှိုသေးကြတယ်လေးစားကြတယ်စီစဉ်ဥစ္စာကြောင့်ဖြစ်စေရာထူးဂုဏ်သိမ်းကြောင့်ပဲဖြစ်စေတခုခုကြောင့်လေးစားကြတယ်နတ်ထဲမှာလည်းပဲကုသိုလ်ကောင်းမှုရဲ့အရှိန်ဝါကြောင့်ရှိန်ဝါကောင်းတဲ့နတ်တွေရှိတယ်ကိုလို့တဲ့ကုသိုလ်ကောင်းမှုကညံ့သည့်အတွက်ကြောင့်အရှိန်ဝါညံ့နေနတ်တော့နတ်ချင်းတူတူပဲပေါ့သို့တော့သူဟာတမန်နတ်မြတ်ဖြစ်သွားအိန္ဒကဆိုတဲ့လူတယောက်ကတော့ရှင်နုရုဒ္ဓဆွမ်းလာခံတဲ့အခါမှာဆွမ်းလေးတစ်စုံပဲလောင်းလိုက်တာသူကဟိုပုဂ္ဂိုလ်ကယဟန္တာပုဂ္ဂိုလ်ကြီးဆိုတော့သူကအလုံးကိုမြေဩဇာကောင်းတဲ့မြေပေါ်မှာစိုက်လိုက်ရတဲ့အပင်လိုပဲပင်လုံးကျွတ်ပွင့်ပင်လုံးကျွတ်သီးတဲ့အသီးတွေရသလိုပဲသူကြတော့ဆွမ်းတစွမ်းရဲ့ကောင်းမှုက12နှစ်ကြာထမင်းကျွေးခဲ့တဲ့လူရဲ့ကုသိုလ်ကောင်းမှုတွေတာသွားတယ်ဒါဟာမြေကွာလို့ရှင်ပဲတစ်ပင်သီးနှံတွေဟာကွဲပြားခြားနားတယ်ဆိုတဲ့သဘောလောကလူတွေဟာသိနိုင်တဲ့ဥပမာတစ်ခုပေါ့နော်အဲ့လိုကွဲပြားခြားနားမှုတွေဖြစ်တတ်တယ်မြတ်စွာဘုရားအဘိဓမ္မာတရားတော်ဟောတဲ့အခါမှာအင်္ဂုရနတ်သားတို့အိန္ဒကနတ်သားတို့ကတုတိတနတ်ဘုံကဆင်းလာတဲ့မေရောမိနတ်သားရဲ့ဘေးနာကထိုင်ပြီးတရားနာချဖို့ရောက်လာကြသို့တော့စัจ java လာများစွာကနတ်ပြမာတွေတဖြည်းဖြည်းတရားနာဖို့ရောက်လာတဲ့အခါမှာအင်္ဂုရနတ်သားရှေ့ကမထိုင်ရဲတော့တဖြည်းဖြည်းနောက်ဆုတ်ပြီးပါအိန္ဒကနတ်သားကတော့ကြော့လို့မော့လို့မေရောမိနတ်သားနာမှာသူကခုံရှိသေးရှိထိုင်ဆွမ်းတစွန်းလောင်းတဲ့လူကအဲ့ဒီမှာသူကခုံရှိသူ့ရဲ့အစွမ်းတကူကိုလေးစားကြတယ်အလုံးကနတ်တွေကလေးစားဟိုအင်္ဂုရနတ်သားကျတော့လေးစားလောက်တဲ့အစီချင်းမရှိဘူး
မရှိတော့ဆုတ်ပေးတယ်ဖယားနဲ့12ယူဇနာတော့ဝေးတဲ့နေရာကျမှသူထိုင်ဝင်ရတဲ့နေရာတယောက်လာဆုတ်ပေးလိုက်တယောက်လာဆုတ်ပေးလိုက်နဲ့နောက်ဆုတ်ပေးရတာဖယားနဲ့12ယူဇနာတော့တေယူဇနာ10မိုင်လောက်ဝေးတယ်စဉ်းစားတာကြည့်12ယူဇနာဝေးသွားတယ်ဆိုအဲ့ဒါဘာကြောင့်ဒီလိုဖြစ်တာတော့လို့ဆိုတဲ့အခါအလူကံပုဂ္ဂိုလ်ရဲ့မြင့်မြတ်မှုမမြင့်မြတ်မှုပေါ်မှာလူတဲ့ပုဂ္ဂိုလ်ရဲ့စိတ်စေတနာရဲ့မြင့်မြတ်မှုမမြင့်မြတ်မှုကိုဖြစ်စေလို့ဒီဒါနကုသိုလ်ရဲ့အကျိုးပြချမ်းသာသွားတယ်ဒါကြောင့်မို့ယန္တန်ဃာတွေရှိနေတဲ့အချိန်မှာယန္တန်ဃာတွေကိုလှူနိုင်တတ်နိုင်တယ်ဆိုတော့မြင့်မြတ်တဲ့ကောင်းကျိုးချမ်းသာတွေရနိုင်တယ်ယရဏသုံးပါးကိုကိုးကွယ်တယ်ဆိုရင်ပြန်ပြောမယ်ဆိုရင်ဘုရားကိုးကွယ်တာအဆုံးအမတရားတော်တွေကိုသိရှိဖို့ကိုးကွယ်တရားကိုးကွယ်တာလိုက်နာကျင့်ကြံဖို့ကိုးကွယ်တန်ခါကိုးကွယ်တာကုသိုလ်ပြုဖို့ကိုးကွယ်တယ်လို့အချင်းချုပ်အဖြစ်မှတ်လို့ရနော်ဘုရားတရားတန်ခါဘာကြောင့်ကိုးကွယ်ထိုက်တယ်လဲလို့မေးလို့ရှိရင်ဟိတေပဝတ္တနေနအာဟိတာသနိယတနေနတတ္တနံဘယဟိတတိဗုဒ္ဓောလို့ဆိုတယ်မြတ်စွာဘုရားဘာကြောင့်ကိုးကွယ်အားထားရဖြစ်တယ်လို့ဆိုလို့ရှိရင်တရဏဆိုတဲ့စကားလုံးမှာကိုးကွယ်အားထားရဘာကြောင့်ဖြစ်တယ်မြတ်စွာဘုရားဟာတရားရည်ရဲ့အကျိုးစီးပွားကိုဖြစ်ထွန်းစေတယ်ဘယ်နည်းနဲ့ဖြစ်ထွန်းစေတာတော့ဆိုရင်ဟိတလို့ဆိုတဲ့ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့ကုသိုလ်တရားတွေဖြစ်ပွားစေပြီးအာဟိတလို့ဆိုတဲ့အကုသိုလ်တရားတွေကရှောင်ရှားစေခြင်းအပြင်တရားတွေအကျိုးဆောင်ဖះကမဟာမဟုတ်ဘူးစဉ်းစားကြည့်ပေါ့နော်လောကလူတွေကထင်နေကြတယ်ဆူတောင်းပြေးဖះဆူတောင်းလို့ပြေးတယ်လို့ထင်နေကြဖះဆိုလို့ရှိရင်အလုံးဆူတောင်းပြေးတာပြေးပဲပြေးရကိုယ့်ရင်ထဲကအရေးချင်းရှိမရှိပုံမှာမူတည်တယ်ပေါ့နော်အဲ့တော့တလွဲကိုနားမလဲချဖို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေစစ်မှန်တဲ့တရားတွေဖြစ်လို့နားလည်မှုလွဲမှားသွားလို့ရှိရင်ကိုလို့တဲ့လုပ်ငန်းဟာပြေဝမရနိုင်နော်မရနိုင်ဘူးဒါကြောင့်မို့နားလည်မှုအမှန်ကန်ရှိရမှာဖြစ်တယ်ဆူတောင်းပြည့်ကျင်လို့ရှိရင်တရားရှိရမယ်သီလရှိရမယ်တုတ္တဆိုတဲ့ဘောဓုတ္တရှိရမယ်စာကလို့ခေါ်တဲ့စွန့်လူတမ်းမှုရှိရမယ်ပညာလို့ဆိုတဲ့လုံးတဲ့နာနဲ့မလုံးတဲ့နာသိတဲ့အသိပညာရှိဖို့လိုတယ်အဲ့ဒီချင်း၅ရက်ကဆူတောင်းပြည့်ခြင်း၅ရက်ပဲတတ္တသီလသုဒ္ဓစာကပြည့်နေအဲ့ဒီချင်း၅မျိုးမရှိဘဲနဲ့ဆူတောင်းနေပြည့်မှာမဟုတ်ဘူးဒါကြောင့်မို့ဘုရားတရားသံဃာယရဏသုံးပါးကိုးကွယ်ခြင်းရဲ့ရည်ရွယ်ချက်အစစ်မှာတရားကိုးကွယ်ရတယ်ဆိုတာဘဝကန္ထာရနိဋ္ဌာရနေနာတရားကဆိုပါစို့ဆေးကယောဂကိုပျောက်အောင်လုပ်တယ်ခေါင်းကိုက်နေတယ်ဆိုရင်ခုပြောတဲ့ခေါင်းကိုက်ပျောက်တဲ့ဆေးတွေရှိတယ်ပါရာစီတမောလို့ဟာမျိုးတွေနော်တယ်လနောလို့ပါရာစီတမောလို့ဆိုတာတွေတောက်လိုက်လို့ရှိရင်ခေါင်းကိုက်ပျောက်ဒါဆေးကလုပ်ပြီးအဲ့ဒါလိုပဲတရားဓမ္မကိုအားထုတ်လိုက်လို့ရှိရင်ဘဝကန္တာရနိဋ္ဌာရကိုအားထုတ်လိုက်တဲ့ဝိပဿနာတရားကကိလေသာတွေကိုဖယ်ရှားနိုင်တဲ့မတရားထိအောင်စိုက်ထိသွားပြီဆိုလို့ရှိရင်ကိုယ့်ရင်ထဲကကိလေသာအပူတရားတွေဟာလုံးဝမရှင်းသေးတော့လျှော့ချနိုင်တယ်လုံးဝဖယ်ရှားပြစ်နိုင်တယ်ဆိုလို့ရှိရင်ဘဝဆိုတဲ့ကန္တရာခရီးကလွတ်မြောက်သွားစေတယ်တရားကလွတ်မြောက်စေတာဖြစ်တယ်ဒီနေရာမှာလည်းဘုရားကလွတ်မြောက်အောင်လုပ်ပေးတာမဟုတ်ဘူးတရားကလွတ်မြောက်အောင်လုပ်ပေးတာအဲ့တော့တရားကျင့်ဖို့ဆိုမမေးရဒါကြောင့်တရားကိုကိုးကွယ်ရတယ်တရားကတရားကျင့်လိုက်လို့ရှိရင်အဲ့ဒီတရားကကိုယ့်ကိုစွမ်းဆောင်မှုပေးသွားဒီလိုဆိုလို့တန်ခါကြတော့အပကနံဝိကာရဏံဝိပုလဖလပတိလာပါကိုလှုပ်တာနည်းနည်းလေးခုနစွန်းတစုံလေးလှူလိုက်ပေးမယ်လို့ရှားရှိလိုက်တဲ့အကျိုးမြတ်ကရထောင်ဥပမာတစ်ခုစဉ်းစားကြည့်လေကိုယ်အိမ်မှာရေခွက်ချင်းချင်းလေးခြံချင်းချင်းလေးပဲဖြစ်လို့ကိုယ်ဆိုင်လိုက်တာတရေစိတ်လေးတစ်စိတ်ပဲဆိုင်ကိုပြန်ရတဲ့အခါကျတရေသီးဘယ်လောက်ရတစ်နှစ်ဆိုတရေသီးဟာထောင်ချီသီးပဲဆို
ထောင်ချီရကိုလှုပ်တာတစ်ခုတည်းမဟုတ်လားကိုစိုက်တာဒစီတည်းစိုက်တာဒစီတည်းစိုက်လိုက်တဲ့တရေပင်ကပေါက်လိုက်တဲ့အသီးကြတော့တသီးတည်းဟုတ်ကလားမဟုတ်ကုသိုလ်ကောင်းမှုလုပ်တဲ့ဆိုတာအဲ့တိုင်းပဲလို့မှတ်တယ်ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာအဲ့ဒီလူတွေကတချို့ကြတော့သဘောမပေါက်ဘူးဥပမာတရိษံကိုလှူလို့ရှိရင်အစတရားကြိုပေးလမ်းပေါ်ကလူကိုချင်းသိလားမရှိတဲ့ပုဂ္ဂိုလ်လှူလို့ရှိရင်အစ1000အကျိုးပေးတယ်ကိုချင်းသိလားရှိတယ်၅ပါးသိလားစောင့်တည်တယ်တရဏဂုံတည်တယ်ဆိုတဲ့ပုဂ္ဂိုလ်လှူရင်တော့မရွေမတွက်နဲ့အောင်စာပေါင်းများစွာအကျိုးပေးတယ်လို့ဆိုလူတွေကကိုလှုပ်တာကတခါတည်းဖြစ်နိုင်မှမလားလို့တွေးကြသစ်ပင်စိုက်တဲ့နီးကိုကြည့်လိုက်ပဲဆိုလို့ရှိရင်ဖြစ်နိုင်တာပေါ့ကိုစိုက်တာတရက်စိတ်လေးတစ်စက်စိုက်တာပဲတရက်စိတ်လေးတစ်စက်ကပေါက်တဲ့အပင်ကသိပြီးတာကြတော့ရာထောင်မကဖြစ်တာပဲလေဒါနကောင်းမှုရဲ့အကျိုးဟာအတိုင်းပဲအစာပေါင်းများစွာရဒါနကောင်းမှုအဲ့ဒီဥပမာအတိုင်းပဲကိုဘဝလမ်းကြောင်းကိုဖြန့်တန်းအောင်ဓမ္မကဘဝကန္တနာကနေပြီးတော့ထုတ်ဆောင်ပေးတယ်တန်ဃာတွေကအနည်းငယ်လှုပ်လိုက်တဲ့ကုသိုလ်ကောင်းမှုကအများကြီးရစေတယ်ဆိုတာတန်ဃာတွေလှူခြင်းကနေရစေဒါကြောင့်ဘုရားဘာသာရေးမြတ်စွာဘုရားကဘုဒ္ဓသရဏဂိသာမိဓမ္မသရဏဂိသာမိသံဃာသရဏဂိသာမိဆိုတာဒီဟာတွေအတွက်ကိုယ်ပဲကိုပြောတာနော်တခြားနည်းမဟုတ်ဒီဟာအတွက်ပဲတရားတွေအတွက်အကျိုးအများကြီးဖြစ်မြတ်စွာဘုရားကလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဟောတယ်အဲ့ဒီဟောတဲ့တရားသည်ဓမ္မလက်တွေ့ကျင့်သုံးလို့ရှိရင်မလှုပ်တဲ့နာရှောင်တယ်လှုပ်တဲ့နာကိုလှုပ်တယ်ဒါဓမ္မကျင့်သုံးကုသိုလ်ကောင်းမှုတွေပြုတယ်အကျိုးတွေအများကြီးရတယ်ဆိုအဲ့ဒီရည်ရွယ်ချက်နဲ့တရဏဂုံ၃ပါးဆိုကိုယ်ပဲစိတ်ကကြတာတခြားနည်းနဲ့ကိုယ်ပဲစိတ်ကတာမဟုတ်ဘူးဒါကြောင့်မို့ကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့အနေအထားမျိုးနဲ့ယုံကြည်ကိုးကွယ်ပြီးတော့ကိုယ်မှာတကယ်လုပ်ရမယ့်အလုပ်တွေကိုမလစ်ဟင်းစေပဲနဲ့ကြိုးစားအထောက်အမယ်လို့သူဆိုလို့